ကဲဒီနေ့ကျွန်တော်တို့တဖြို့သွားမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ကကိုကြီးကတော့ကျွန်တော်တို့လိုက်ပို့ရပုံဖြစ်ပါတယ်ကဲကလဝဲသရားပေါ့ကွာကျွန်တော်တို့အရှေ့ရောက်ရင်တိုးဂိတ်နားမရောက်ခင်နားမှာဘယ်ဘက်လမ်းနဲ့ဝင်ရမှာဖြစ်ပါတယ်ဘယ်ဘက်ကို꿰ပါပြီအဲ့စသွားဖြစ်ပါလေဒီကကျွန်တော်မောင်းကကြံခဲ့ကင်မရာမောင်းကကြံခဲ့တော့ဘယ်နဲ့ကန်ရိုက်နေရဆိုတော့လမ်းကနေကြမ်းသွားရင်ရိုက်ပြလို့မရအနေရှိသွားမယ်ဘယ်ကိုသိရမှာတော့မရဘူးကောင်းတော့ပါလားကောင်းတော့ရင်ကောင်းထောင်းလေကဲဗျာဒီရင်းနဲ့လည်းမတိုင်းနေမကြည့်ဘူးခဏနိုင်40ခွန်မှာကျွန်တော်တို့ဘိန်းပေါက်တယ်ဘိန်းပေါက်လို့ကျွန်တော်တို့ခဏကြက်နေတယ်ပြည့်တယ်လေတန်တနာရည်တာရှင်းပါပါပြီးတော့ကျွန်တော်တို့ဒီဘက်ကိုဆက်သွားဖြစ်ပါတယ်ဒါမိုးလေးတွေကရှိမှဆူရွှဲကြည့်ဒီဘက်ကိုလာရှေ့ရောက်တော့爸，那我爸，ဟုတ်တယ်မသူပတ်ဆိုးနေတာအိုးနေရထွက်လာပါပြီရှင်းနိုင်နေကိုရောက်နေပါပြီကြောက်ကြတယ်တကူလုံးကိုရေတွေဆူရွှဲနေပါပြီကဲတဲ့ဆက်သွားမယ်ဦးကျော်ဒီကိုသွားပါလေအဲ့ဘာတခြားနေရာရောက်သွားမယ်တော့ဒီကိုသွားမယ်ပထမမူရင်းရှိရတာကျွန်တော်တို့ဒီလမ်းကြောင်းစလာအောင်ကြည့်တော့ဒါကြီးကလုံးဝရှေ့ဖြစ်ကဲကျွန်တော်ဒီမှာအေးတိုင်းတစ်ဆိုင်ရှိရပါကုံစုံဆိုင်ပေါ့နော်ဒီကုံစုံဆိုင်မှာကျွန်တော်တို့ကရေတို့ဘာတို့ဝယ်အဲ့တော့ဒီကျွန်တော်တို့လမ်းကျန်းနဲ့သွားရင်ကြာမှာဖြစ်တဲ့အတွက်ဝယ်နေကြဆိုင်လေးပါညာဘက်ချမ်းမှာရှိကျွန်တော်တို့ပတ်မဲ့လမ်းကြောင်းက2မျိုးရှိတယ်အရင်ကတော့ကျွန်တော်တို့တစ်ခါဒီဘက်လမ်းကြောင်းဆန်းလိုက်တာတိတ်အစ်စ်မပြေဘူးစပိန်နေမှာနည်းနည်းမှကျွန်တော်တို့အဲ့ဒါဒီဘက်ကနေပဲသွားမှာအဲ့ညာဘက်ကို꿰ရမှာဦးကျော်အတွက်ရှင်းပေးတာလမ်းနေကျော်ဒီဘက်ညာဘက်꿰ပြီးသွားမှာဖြစ်ပါတယ်ဒီဘက်ဟိုဘက်ကိုသွားရင်တော့ဒါကန်းကူးလို့ရနော်လေရှိကျွန်တော်သွားမယ်လမ်းကဒီဘက်ကိုကျော်သားညာ꿰လိုက်တော့ကျန်းကိုကျွန်တော်ဝင်သွားမှာဖြစ်ပါတယ်ဒါကနည်းနည်းကျန်းတော့တိတ်တော့ကြိုင်ပြီးရိုက်လို့တော့အဆင်မပြေဘူးနင်းလာကြတော့တော်တော်နင်းလို့ကောင်းထိုက်ဝေးဂိုးလေးနေစေနင်းလို့မကောင်းတော့နင်းလို့မကောင်းတော့တုံးရတဲ့ဘဝရောက်ကျွန်တော်တို့ဒီဘက်တော့ရှေ့ရောက်တော့ကောင်းပါပြီနည်းနည်းသွားလိုက်အောင်ဟိုဇယက်ကမရှိတော့ဘူးလားမသိဘူးဟိုငါတို့ဇရက်တစ်ခုလာလေကိုပြည့်ရဇရက်တစ်ခုမရက်လို့ပြတော့ဘူးအခုကရပြီကိုစားလို့ရပြီရှင်းမှာကြာပြီတော့ဒီအောက်ကတော့သွားလို့မရတော့ဘူးထင်တယ်ရတယ်လေဒီအောက်ကပဲသွားမှာတော့ဒီအောက်ကသွားလို့အပေါ်ကသွားမှာထင်တယ်အောက်ကပဲဟုတ်လားအခုချိုးတယ်ဂျပန်ဝါနော်ကဲပြန်ထွက်ပါပြီအရှိရောက်တော့ကျွန်တော်ရွာလေးတွေရောက်ဒါကြီးကကောင်းတယ်ဗျကျိုးသွားဗျဟုတ်တယ်
ဟိုဘက်ပေါ်တက်ပြီးကျွန်တော်တို့ဆက်သွားအခုတော့အစဒီဟာကြီးရှိတယ်တရားရှိတယ်တရားအကျိုးသွားလို့ဟုတ်ရွှေလေးရေထိန်တကားရွှေလေးရေထိန်တကားပေါ့နော်10တော့မဟုတ်ရေထိန်တကားပြောတာကျွန်တော်10နဲ့ရေထိန်တကားအမြဲမှားဖနက်တွေတော့ကွာကုန်ပြီဖနက်တွေကွာကုန်ပြီပြတ်တာလုံးရင်းနဲ့မဝင်အောင်ပြတ်ထိုးထားပြီလားရေထိန်တကားလို့ခေါ်တာပေါ့နော်သူတို့ကရေကိုထိန်းထားပြီလားဒီဘက်ကြောက်ဆိုထိန်းပြီလားကျွန်တော်ဒီတဲ့တဲ့ကြီးကိုဆက်သွားရမှာဖြစ်ပါတယ်ရှေ့ရောက်တော့ကျွန်တော်တို့ဘယ်ဘက်ကိုကွေးရမှာဖြစ်ပါတယ်ကျွန်တော်နောက်ရွာတရားကိုဖြတ်မှာအန်းကြောင်းလေးတော့ဇီးပင်မီးရှို့လိုက်လို့လေကောက်ဒါလေးရှိတော့ဇီးပင်ပြလာဟိုလေးကဇီးပင်လေးတော့မီးရှို့လိုက်တယ်ချုံမချုံပြီးတဲ့တစ်ခါကကျွန်တော်စားတာတိတ်မကြသေးဘူးလားရွာဘယ်ဘက်မှာလဲဟိုမှာဒါကျွန်တော်တို့လာခဲ့တဲ့လမ်းပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ကဒီဘက်တက်တွေကိုဖျက်ရမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ရွာတော့ဖြတ်ကျော်လာပြီတော့ဒီလိုလမ်းလေးဖြစ်သွားတယ်တတိတော့ကောင်းသွားလို့ရတဲ့လမ်းလေးပေါ့စိုက်ကဲအတွက်ပေါ်လှုပ်ထားတဲ့လမ်းလေးအခုဘယ်လိုတော့နေလားဘယ်လိုကြီးတော့ပုံနေကြီးပဲခဏမှလည်းကြည့်အောင်လမ်းလေးကပြောင်းအပေါ်ကသွားလို့ရတာဟာရှုပ်တယ်စိုက်ကဲကဲကျွန်တော်တို့အရှိမတရားပေါ်တော့ရောက်တော့မှာဖြစ်ပါတယ်ဒီတရားပေါ်ကနေဖျက်ရမှာပါကဲတဖြူကနေပြန်လဲထွက်ခွာပြီကျွန်တော်ဒီတရားကြီးကိုဖျက်မှာဖြစ်ပါတယ်ကဲတရားဆင်းလာပြီဆိုတော့ကျွန်တော်တို့အခုဘယ်ဘက်ကိုပြန်ကွေးရအောင်မဲတဲ့ကဲကျွန်တော်တို့အခုဓာတ်ပိတ်တွေကိုရောက်နေတာပါတဲ့ဒီနေ့ကနေမလို့ဒီနေ့ကနေရေဆိုရပါဒီရေဆိုကတော့ပြုံနေဗျာရန်ကုန်မှာစပိန်သမားတွေရေမပတ်လို့တဲ့ဘူးနေတာအခုဒီဘက်လည်းရောက်လှော်ကန်ထိတာကြိုက်ကျင်းနေတာဗောအားရရှို့ပါလားရောက်ပါရင်ချစ်တီးဒီမင်းနဲ့စွဲနေပါလေဗျာတော့ဓာတ်ပိတ်မှာနော်အလှဓာတ်ပိတ်မှာပြောင်းသွားရောအလူငွေဝင်အားပေးတယ်ပါတီပြောင်းသွားပြီလားပါတီပြောင်းသွားတယ်တော်ပြီလို့ဟိကျွန်တော်တို့အခုဓာတ်ပိတ်ကနေတော့ပြန်ထွက်လာပါပြီ7:49လောက်တော့ရှိပြီအချိန်ကအခုကအမှတ်နဲ့လမ်းမဟုတ်ပြန်တက်မှာတော့သွားနေဖြစ်ပါတယ်ဒီလမ်းကတော့အမှတ်နဲ့ကိုကျွန်တော်တို့မပြန်ဘူးအခုမှစမ်းပြီးတော့ပြန်ကြည့်ရဘယ်လိုလာမလဲကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်လမ်းနေဒီလမ်းပေါ်ပြန်ရောက်သွားပြန်ပြီကျွန်တော်တို့ငင်းဒီလမ်းနဲ့ပြန်ခေါ်သွားပြန်ခုနလမ်းမပါဗျာဒီလမ်းဆောင်လေးရောက်ရင်တော့ကျွန်တော်တို့ဘယ်ဘက်ကိုသွားရမှာပေါ့နော်သူက၄တောင်ကန်ဘက်ကိုပေါက်တာကျွန်တော်အမှတ်2ဘက်ပေါ့နော်ကဲကျွန်တော်တို့လမ်းမပြီးတဲ့နောက်ပိုင်းမှာလမ်းမှန်ပေါ်တော့ပြန်ရောက်လာဒါပေမဲ့စပိန်တွေကအတန်မောင်းတော့ထွက်လာကြည့်ရောပိုဆိုးတာဗျာဒီမှာကျွန်တော်ကတော့ချက်တော့ကြည့်လိုက်ပါစပိန်ကြီးဖက်နဲ့မပါတော့စုပ်ပြလိုက်ရလမ်းပေါ်ရောက်တော့ချိန်ညဖက်နဲ့တွေတော့ပြန်ဝင်ရမယ်ထင်ပါဟိုမှာကျွန်တော်ပဲတယ်ပစိုးလေးပတ်နေပါပြီကျတော့လုံးဝမရတော့နင်းလို့မရတော်တော်နာလမ်းအကျန်းတော့လေကဲရတာလည်းများသွားကျွန်တော်ဗီဒီယိုတွေကတော့လမ်းပေါ်ရောက်တော့ပြီးပါပြီအခုတော့လမ်းပေါ်မရောက်သေးပါဘူး finish line ကိုမရောက်သေးဘူးဖြစ်ဟမ်နီးရောနီးရတဲ့ကျွန်တော်တို့လမ်းအခုနအချိန်မပေါ့ဝင်လေကျွန်တော်ဘုံလင်းကဲကျွန်တော်အမှတ်နဲ့လမ်းပေါ်တော့ရောက်လာပါပြီကဲအိမ်ပြန်ပါပြီဗျာအားလုံးမတတ်တာပါကျွန်တော်လည်းစတိုင်နေမှရွာပြီခင်ဗျာရန်ကုန်လေးကိုပြန်မဲ့စတိုင်ပါနော်လုံးဝရှယ်ဖြစ်သွားပြီလုံးဝအခေါ်